ဂျိုးအန်ဟာသူမရဲ့ခင်မွန်းနှစ်ဦးစလုံးနဲ့ထာဝရကဘာမှာတစ်ချိန်စီချိန်တွေ့ခွင့်ရခဲ့ပါတယ်။ဦးစွာလောက်ကဂျိုးအန်ကိုသူတို့ငယ်စဉ်ကတည်းကအတူတူသွားဖို့အိမ်မက်မက်ခဲ့ကြတဲ့နှင်းတွေဖုံးလွှမ်းနေတဲ့တောင်တန်းကြီးစီကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီကမြင်ကွင်းတိုင်းဟာအိမ်မက်တစ်ခုလိုပဲအဖြစ်ပြောစရာမရှိအောင်တာယာလာပါတယ်။သူတို့နှစ်ဦးဟာငယ်ဘဝကလိုပဲစိုးရိမ်ပူပန်မှုတွေကင်းပြီးလက်ချင်းချိတ်ကလှုပ်ခါနေတဲ့ကျိုးတရားပေါ်မှာလမ်းလျှောက်ခဲ့ကြပါတယ်။ဂျိုးအန်ဟာအရန်ကိုစိတ်လှုပ်ရှားကြည်နူးသွားပြီးလုံဆုံးပါသွားပြီးနောက်ပိုင်းကြံရစ်ခဲ့တဲ့နှစ်တာကာလမှာသူမအနေနဲ့ဘယ်တော့မှတကယ်စိတ်မသက်သာခဲ့ရကြောင်းပြောပြခဲ့ပါတယ်။လောက်ကတော့သူမကို60ခုနှစ်တိုင်ဆောင်လိုက်ခဲ့ရတာဖြစ်ပြီးထာဝရအနာဂတ်မှာအတူရှိခွင့်ရဖို့အတွက်ဆိုရင်တစ်သက်လုံးဆောင်ရပါစေထိုက်တန်ပါတယ်လို့ဆိုပါတယ်။သူတို့ရဲ့ချိန်တွေ့မှုကိုပိုပြီးပြည့်စုံစေဖို့အတွက်လောက်ကဂျိုးအန်ကိုထာဝရကဘာရဲ့မှတ်တမ်းတိုက်စီခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာသူတို့ရဲ့ဘဝမှတ်တမ်းတွေကိုပြန်လည်ကြည့်ရှုလို့ရပါတယ်။လိုင်ကူတွေကိုဝင်သွားတဲ့အခါသူတို့နှစ်ဦးပထမဆုံးစတင်တွေ့ဆုံခဲ့ကြတဲ့မြင်ကွင်းလေးပေါ်လာပါတယ်။အဲ့ဒီတော့ကသူတို့ရဲ့အပြစ်ကင်းစင်မှုကိုပြန်မြင်ရတဲ့အခါနှစ်ယောက်သားရှက်ကန်းတောင်ဖြစ်သွားကြပါတယ်။ဒါပေမဲ့ပုံရိပ်တွေကစိတ်ကမ်းမြင်ကွင်းစီကိုကူးပြောင်းသွားတဲ့အခါလောက်ကစစ်မြေပြင်ကိုထွက်ခွာတော့မယ့်အချိန်ဂျိုးအန်ကိုနှုတ်ဆက်နေတဲ့မြင်ကွင်းကိုပြသနေပါတယ်။အဲ့ဒီနာကျင်စရာကောင်းတဲ့ခွဲခွာခြင်းမြင်ကွင်းကိုပြန်မြင်လိုက်ရတဲ့အခါလောက်ဟာစိတ်မကောင်းဖြစ်လွန်းလို့မျက်နှာလွှဲလိုက်ပါတယ်။သူ့ကိုပိုပြီးနာကျင်စေခဲ့တာကတော့နောက်ထပ်မြင်ကွင်းတစ်ခုပါပဲအဲ့ဒါကတော့ဝမ်းနဲ့ပူဆွေးနေတဲ့ဂျိုးအန်ကိုလာရီကအဲ့ဒီစိတ်ကမ်းမှာပဲလက်ထပ်ခွင့်တောင်းနေတဲ့မြင်ကွင်းပါပဲသူကဘာလို့ငါတို့ရဲ့စိတ်ကမ်းမှာရောက်နေရတာလဲဆိုပြီးလုတ်တယောက်အလွန်မင်းစိတ်မကောင်းဖြစ်သွားပါတယ်တစ်ချိန်ကပြည့်စုံခဲ့တဲ့သူတို့ရဲ့ချင်းတွေ့မှုလေးဟာခါတက်တက်ခံစားချက်လေးနဲ့ပဲအဆုံးသတ်သွားခဲ့ရပါတယ်တစ်ချိန်တည်းမှာပဲလာရီဟာခဲရန်စီမှာအကူအညီတောင်းပြီးဂျိုးအန်ကသူ့ကိုဘာကြောင့်ချစ်ခဲ့တာလဲဆိုတာကိုမေးမြန်းနေပါတယ်ခဲရန်ကလှုပ်ဆုံးသွားပြီးတဲ့နောက်မှာဂျိုးအန်တယောက်ဘယ်တော့မှပြန်ပြီးမပျော်ရွှင်နိုင်တော့ဘူးလို့အားလုံးကထင်ခဲ့ကြပေမဲ့လာရီကအဲ့ဒါကိုပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ကြောင်းလာရီဟာသူ့ရဲ့တဘဝလုံးကိုဂျိုးအန်ပျော်ရွှင်အောင်ထားခဲ့ကြောင်းပြောပြခဲ့ပါတယ်ဒီစကားတွေကြောင့်လာရီဟာကိုယုံကြည်မှုပြန်ရလာပါတယ်ဒါကြောင့်သူနဲ့ဂျိုးအန်ချင်းတွေ့တဲ့အခါမှာသူ့ရဲ့စစ်မှန်တဲ့စိတ်ရင်းနဲ့ဂျိုးအန်ကိုအနိုင်ယူမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်